Silicon Valley ကိုစိန်ခေါ်မဲ့ဥရောပရဲ့ခြေလမ်းတွေကနေမျက်မြင်တွေကိုပြန်မြင်စေမဲ့ mask ရဲ့နီးပညာအထိဘာတွေထူးခြားနေလဲဆိုတာအချိန်မဆွဲပဲစလိုက်ကြရအောင်ဗျာ Technobat MM ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာနေ့စဉ်နဲ့မျှပြောင်းလဲနေတဲ့ကမ္ဘာအနည်းပညာအရေးစီချောင်းတွေကိုလက်မလွတ်တိုင်းတင်ဆက်ပေးနေတဲ့ Daily Tech Update အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Technobat MM ရဲ့ Anchor TNB ပဲဖြစ်ပါတယ်2026ခုနှစ် February 19ရက်ဒီနေ့မှာတော့ Tech လောကကိုကင်လွတ်သွားမဲ့ကြရက်အထောက်အုံ update တွေကိုကျွန်တော်တို့စူးစီးထားပါတယ် Silicon Valley ကိုစိန်ခေါ်မဲ့ဥရောပရဲ့ခြေလမ်းတွေကနေမျက်မြင်တွေကိုပြန်မြင်စေမဲ့ mask ရဲ့နီးပညာအထိဘာတွေထူးခြားနေလဲဆိုတာအချိန်မဆွဲပဲစလိုက်ကြရအောင်ဗျာပထမဆုံးသတင်းကတော့ဥရောပဘက်ကစလိုက်အောင်ဥရောပရဲ့ AI ဂုဏ်ဆောင် Mistral AI ဟာ American Silicon Valley ကိုယဉ်ပြိုင်ဖို့အတွက်ကြီးမားတဲ့ခြေလမ်းတွေအလက်လိုက်ပါပြီ Sweden အခြေစိုက် Eco Data Center နဲ့လက်တွဲပြီး Euro 1.2 billion တန်ဖိုးရှိတဲ့ AI မှာ infrastructure စီမံကိန်းကြီးကိုကြီးညာလိုက်တာပါဒီနေရာမှာစိတ်ဝင်စားစရာအကောင်းတာဟာ sovereign cloud ဆိုတဲ့ concept ပါပဲ American company တွေအပေါ်မိကိုနေရတာကို short ချပြီးကိုယ်ပိုင် compute power နဲ့ရက်တီဖို့ပြင်ဆင်လိုက်တာဖြစ်ပါတယ်ဒါဟာ EU ရဲ့ AI ဂေဟာစနစ် ecosystem အတွက်တော့ game အပြောင်းလဲတစ်ခုဖြစ်လာမှာအသေးကြပါပဲနောက်တစ်ခါ semiconductor လောကဘက်ကိုကူကြရအောင် chip လောကရဲ့ဘယင်းတစ်ပါးဖြစ်တဲ့ SK Hynix ဟာ chip ထုတ်လုပ်မှုပိုင်းမှာ AI နည်းပညာကိုအပြည့်အဝအသုံးချတော့မှာပါ Panotest VM လို့ခေါ်တဲ့ AI အခြေပြုစနစ်ကိုသုံးပြီးထုတ်လုပ်မှုတိကျမှုကိုအမြင့်ဆုံးမြင့်တင်လိုက်ပါပြီဒါကိုမကြာခင်ကျင်းပမဲ့ SPIE LTIH 2026ပွဲမှာတရားဝင်ပြသသွားမှာပါဒီနည်းပညာရဲ့အနှစ်သာရကတော့ yield လို့ခေါ်တဲ့ထုတ်လုပ်မှုအောင်မြင်နှုန်းကိုမြင့်တင်ပေးနိုင်တာမို့ကမ္ဘာချစ်ပြလက်မှုပြဿနာကိုဖြေရှင်းပေးမဲ့အထူးရောက်ဆုံးလက်နက်တစ်ခုဖြစ်လာနိုင်ပါတယ် Physical AI စက်ရုပ်တွေ screen တွေကထွက်လာတယ် AI ဆိုတာအရင်က screen ထဲမှာပဲရှိခဲ့တာပါဒါပေမဲ့အခုတော့အပြင်လောကတွေကိုရောက်လာပါပြီဘာကလေးစီရဲ့ခက်မှန်းချက်အရ2035မှာ Physical AI ဈေးကွက်ဟာဒေါ်လာ trillion ကြီးတန်ကြေးရှိလာတော့မှာပါလက်ရှိမှာ Amazon တစ်ခုတည်းကတင်စက်ရုပ်ပေါင်း3သိန်းကျော်ကိုသုံးနေပြီဗျပြောရရင်တော့ AI ဟာ software အဆင့်ကနေ hardware အဆင့်ကိုကူးပြောင်းလာပြီးဒုတိယအမြောက်စက်မှုတော်လှန်ရေးကိုမောင်းနေပြီလို့တောင်ဆိုနိုင်ပါတယ်ခင်ဗျတည်ယူပို့ဆောင်ရေးကိုပြောင်းလဲမဲ့ battery နဲ့ hydrogen EV ချစ်သူတွေအတွက်တော့တရင်ကောင်းပါပဲလမ်းမှာ battery ကုန်မှာကြောက်တဲ့ range anxiety ဆိုတာမကြရင်တမိုင်းတွင်ကြံရတော့မှာပါ Toyota နဲ့ Panasonic တို့ဟာ10မိနစ်ပဲအားသွင်းရုံနဲ့ကီလိုမီတာ1200အထိမောင်းနေနိုင်တဲ့ solid state battery တွေကိုအများအောင်များစတင်ထုတ်လုပ်နေပါပြီဒါတည်းမကပါဘူးဂျပန်သူတဌာနအဖွဲ့ကလည်း hydrogen launcher cell တွေကိုပိုထိရောက်စေမဲ့နည်းပညာသစ်ကိုရှာဖွေတွေ့ရှိထားတော့စွမ်းအင်ကဏ္ဍမှာတကယ်ကိုတော်လန်ရဲတစ်ခုဆင်နွှဲနေပြီလို့ပြောလို့ရပါတယ်ခင်ဗျာ Neuralink အမြင်အာရုံအတွက်မျှော်လင့်ချက် tech ဆိုတာဖြောဖြေရဲတသက်မဟုတ်တော့ပါဘူး Elon Musk ရဲ့ Neuralink ကတော့ blind sight လို့ခေါ်တဲ့နည်းပညာနဲ့မျက်မြင်တွေကိုပြန်မြင်နိုင်ဖို့ကြိုးပမ်းနေပါပြီ brain computer interface နည်းပညာဟာကျန်းမာရေးကဏ္ဍမှာအံ့ဩစရာအောင်မြင်မှုတွေရနေပြီးမတန်ဆွမ်းမှုဆိုတဲ့အရာကိုနီးပညာနဲ့ကြော်လွှားနိုင်မဲ့ kit ကိုကျွန်တော်တို့ရောက်ရှိလာတာပဲဖြစ်ပါတယ် faster and smarter Llama 4 Lite နဲ့ quantum security နောက်ဆုံးအနေနဲ့ AI နဲ့ security ဘိုင်းကိုကြည့်အောင် Meta ရဲ့ Llama 4 Lite version ဟာ size သေးပေမဲ့ reasoning ဘိုင်းမှာ40%ပိုမြန်လာတဲ့အတွက် compact AI kit ကိုဦးဆောင်နေပါတယ်တပြိုင်နက်တည်းမှာပဲ Google နဲ့ Cloudflare တို့ကလည်း quantum computer တွေတောင်မဖောက်နိုင်တဲ့လုံခြုံရေးစနစ် post quantum cryptography ကိုစတင်အသုံးပြုပြီး data လုံခြုံရေးကိုအဆင့်မြင့်လိုက်ပါပြီအနာဂတ်မှာ AI ကပိုမြန်လာသလိုလုံခြုံရေးကလည်းပိုပြီးခိုင်မာလာမှာပဲဖြစ်ပါတယ်ကဲဒီနေ့တော့ကမ္ဘာနီးပညာရေးစည်းကြောင်းကဒီလောက်ပါပဲနီးပညာအပြောင်းလဲတွေနဲ့အခွင့်အလမ်းတွေကိုလက်မလွတ်တမ်းသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ Technobat MM ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာထပ်ပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြမယ်ဗျာကျွန်တော် Anchor TNB ပါအားလုံးပဲကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာ